မြောက်ဖရင်ကြီးမှာအမွာသား2ယောက်ဖွားမြင်ခဲ့တယ်ဒါပေမဲ့ပထမဆုံးဖွားတဲ့သားကအားနေပြီးပိန်ပြနေတဲ့တစ်ချိန်တည်းမှာပဲဒုတိယသားကသူ့ဖေလိုပဲတမာထွားကြိုင်းပြီးအရာရာကိုစိုးမိုးနိုင်သူဖြစ်နေရဲ့အားနေတဲ့ကလေးကဦးဖျားဖွားဖြစ်တဲ့အတွက်ထီးနဲ့ရဲ့တိုက်ရိုက်အိမ်ရှိဆန်ဖြစ်လာတယ်ဒါပေမဲ့မော်ဆရာမတယောက်ကတတိပေးပြောကြားလာတယ်ဒီကလေးဟာသဘောတရားရဲ့အမားတစ်ခုပါကျန်တဲ့မြောက်တွေကသူ့ကိုဘယ်တော့မှသူတို့ရဲ့မင်းသားဖြစ်လက်မခံကြဘူးတဲ့ဒါကြောင့်မြောက်ဖရင်ကသူ့ကိုဖယ်ရှားဖို့ဆုံးဖြတ်လိုက်ပြီးကလေးကိုတိတ်တဆိတ်တုတ်တင်ပစ်ဖို့သူ့ရဲ့အစေခံတယောက်ကိုအနှင်းလိုက်တယ်ဒါကိုမိဖုရားအိတ်နေချိန်မှာလှုပ်ဆောင်ခဲ့တာပါမိဖုရားနိုးလာတဲ့အခါသူမရဲ့ကလေးတွေအကြောင်းစိုးရိမ်ပူပန်မိတယ်ဒါပေမဲ့ဖရင်ကငါကလေးတွေကို view ဆိုင်ပါမယ်လို့ယုံကြည်စေခဲ့တယ်မကြခင်မှာပဲမိဖုရားကွယ်လွန်သွားခဲ့တယ်ဒီနောက်ဖရင်ကတမာတဲ့သားကိုမြောက်တွေရဲ့အိမ်ရှိဆန်ဖြစ်မိတ်ဆက်ပြသခဲ့တယ်တစ်ချိန်တည်းမှာပဲသူ့စေခံကအားနေတဲ့ကလေးကို6ကန်းပါဆက်စီခေါ်သွားပြီးဝမ်ပူလွေစားတောက်ခံရအောင်စီစဉ်ခဲ့တယ်ဒါပေမဲ့အစေခံကကလေးကို6ထဲပစ်ချဖို့စူးစမ်းတဲ့အခိုက်ဒီကလေးငယ်ဟာသူ့လက်ကနေကညှိနေခဲ့တယ်ဒီခိုက်တက်မှာအစေခံရဲ့စိတ်နှလုံးပြောင်းလဲသွားခဲ့တယ်ဒါပေမဲ့ဖရင်ပေါ်ထားတဲ့တစ္ဆာဆောင်တိမှုကပိုပြီးလေးနက်နေတော့သူကကလေးကိုပစ်ချလိုက်ပြီးထွက်သွားခဲ့တယ်ကလေးကထူးဆန်းတဲ့နွယ်ပင်တွေပေါ်ကြားရောက်ခဲ့တယ်ဒီနွယ်ပင်တွေကသူ့ကိုဝမ်ပူလွေစီကနေဝေးရာကိုပြစ်တင်လွှင့်ပေးလိုက်တယ်ဒါပေမဲ့ဗိုက်စာနေရဲ့ဝမ်ပူလွေကဒီလိုနဲ့လက်လျှော့မှာမဟုတ်ဘူးသူကနွယ်ပင်ကိုကိုက်တွယ်ပြီးကလေးကိုကိုက်ဖြတ်တော့မဲ့အချိန်မှာဒီမြောက်ကလေးငယ်ဟာသူ့ရဲ့တင်းငယ်ရဲ့လက်တွေနဲ့ဝမ်ပူလွေရဲ့သွားတွေကြားကနေစူးစမ်းပြီးကာကွယ်လိုက်နိုင်တယ်ဒီအချိန်မှာပဲနောက်ထပ်မြောက်တစ်ကောင်ပေါ်လာပြီးဒီကလေးကိုကယ်တင်သွားတယ်